အောင်မိခင်ကိုကာကွယ်မဲ့ကားပွင့်လောက်ကျန်တက်ဖြတ်သူဒီနေ့ဗီဒီယိုထဲမှာတော့ပရိသတ်တွေအကြိုက်တွေ့စေမဲ့စိတ်လှုပ်ရှားစရာ fantasy မန်ဂါဇလန်လေးကိုအစကနေအဆုံးထိနားလည်လွယ်အောင်ပြောပြပေးထားပါတယ်ဗျာကျွန်တော်အဖေကရုပ်ဆိုးပန်းဆိုး goblin တကောင်ဗျဒါပေမဲ့ကျွန်တော်ကတော့ goblin တွေထဲမှာထူးထူးခြားခြားရုပ်ချောရုံတင်မကဘူးစိတ်သက်ပိုင်းလဲရင့်ကျက်ပြီးပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချနိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်အမေကနတ်သမီးလေးလိုလှပတဲ့ elf တယောက်ဖြစ်လို့ပါပဲပြီးတော့မွေးဖွားခြင်းမတိုင်ခင်ဘဝတုန်းကလည်းကျွန်တော်ကထိတ်တန့်လောက်ကျန်တက်ဖြတ်ရေးသမားတယောက်ကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာရှေ့မှာတုံတုံကြီးဖြစ်နေတဲ့လှပတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရတယ်။ကျွန်တော်ကခမရကကျွန်တော်မေးလာလို့မေးလိုက်တယ်။ဒါပေမဲ့အဖြေမရခင်မှာပဲကျွန်တော်နဲ့အတူမွေးလာတဲ့ Goblin Box တစ်ကောင်ကအမေစီကိုပြေးအုပ်တော့တာပဲ။အတိတ်ဘဝကဗီဇအတိုင်းကျွန်တော်အဲ့ဒီကောင်ကိုလှမ်းဆွဲပြီးအောက်မှာဖိထားလိုက်တယ်။အဲ့ဒီကောင်အတင်းရုံးကန်နေတာကိုဂယုမဆိုင်ပဲအနာကကြောက်ခဲကိုကောက်ပြီးသူ့လေပင်ကိုထုတက်လိုက်တယ်။အဲ့ဒီကောင်အသက်ထွက်သွားတဲ့စက္ကန့်ပိုင်းမှာပဲစနစ် system ရဲ့အတန်ကစိတ်ထဲမှာမြည်လာတယ်။ခုံယူပါသည်မွေးဖွားချိန်မှာတင်မိမိအမျိုးအနွယ်ကိုပြက်ပြက်သားသားတက်ဖြတ်နိုင်ခဲ့သည်ဝါမျိုးချင်း divorce စွမ်းရည်ရရှိသည်ခွန်အားတဲ့ကျွန်တော်စနစ်ကိုဂယုမဆိုင်ပဲအမေနဲ့ဆက်နေသေးတဲ့ချက်ကျိုးကိုလှမ်းကင်လိုက်တယ်တွေးသားရင်းချရဲ့နှွေးထွေးမှုကိုခံစားလိုက်ရပြီးကျွန်တော်မျက်နှာပေါ်မှာထူးဆန်းတဲ့အပြုံးတစ်ခုပေါ်လာတယ်ကျွန်တော်ကတကယ်ကိုခမားရဲ့ကလေးပဲထောက်မှာထိုင်နေတဲ့လှပတဲ့အမျိုးသမီးကတော့လုံးဝမျောလင်းချက်မဲ့တဲ့မျက်လုံးတွေနဲ့ပြန်ကြည့်နေတယ်ကလေးမွေးပြီးခါစားမှုသူ့မှာခုခံဖို့ခွန်အားမရှိတော့ဘူးအဲ့ဒီအချိန်မှာပဲနောက်ထပ် Goblin Box တစ်ကောင်ကကျွန်တော်စီတိုးကပ်လာပြီးရုတ်တရက်တိုက်ခိုက်တော့တယ်။မေကဗီဇအတိုင်းကျွန်တော်စီပြေးလာပြီးရင်ခွင်ထဲပွေးပိုက်ကအဲ့ဒီတိုက်ခိုက်မှုကိုသူ့ကြောနဲ့ခံလိုက်တယ်။အမေပါဇက်ကနေသွေးတွေပန်းထွက်လာတယ်။ကျွန်တော်အမေရင်ခွင်ရဲ့နှွေးထွေးမှုကိုခံစားယုံတင်ရှိသေးတယ်။အခုတော့အမေနှကန်းတောက်မှာသွေးတွေကိုမြင်လိုက်ရပြီ။ကျွန်တော်ရင်ထဲမှာဒေါသတွေပေါက်ကွဲသွားတယ်။အတိတ်ဘဝတုန်းကကျွန်တော်ဟာတနာညာတာမှုမရှိတဲ့လူသက်ဆက်ရုပ်တရုပ်ပဲ။အဲ့ဒီတုန်းကအတိပေးခံထားရတဲ့တခုတည်းသောစိတ်ခံစားချက်ကအမေကိုလုံးဝနာခံဖို့ပဲဒါကြောင့်မဆိုင်မတွပဲကြောက်ခဲကိုကောက်ပြီးအဲ့ဒီ Goblin Box ကိုအားရပါရထူချပစ်လိုက်တယ်စနစ်ကထက်မြီလာပြန်တယ်ဂုံယူပါသည် Goblin Box ကိုတက်ဖြတ်နိုင်ခဲ့သည်ဝါမျိုးချင်းစွမ်းရည်အရအလင်းနှုံးတရားရှိသည်ကျွန်တော်ရဲ့မြန်ဆန်ပြီးရက်ဆက်တဲ့လုပ်ရက်ကြောင့်ရှိနေတဲ့သူတွေအကုန်ကြောင်အန်းသွားကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျွန်တော်မှအတွေ့တစ်ခုပဲရှိတယ်အမေကိုစော်ကားမဲ့သို့မဟုတ်နာကျင်အောင်လုပ်မဲ့ရှေ့က Goblin Box မှန်သမျှအကုန်တက်ဖြစ်ဖို့ပဲကျွန်တော်နောက်ထပ်နှစ်ကောင်ကိုခက်မြန်တက်ပစ်ပြီးတဲ့နောက်ကြံတဲ့ကောင်တွေလည်းတတိဝင်လာပြီးဒေါသတကြီးဟိန်းဟောက်ကအခန်းထဲမှာရုံရင်းဆန်ခတ်ဖြစ်ကုန်ကြတယ်ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့အေးဆက်ဆက်အသက်ဦးဆန်ပိုင်းတက်ဖြတ်လို့စိတ်တွေပဲလက်ခနဲဖြစ်သွားတယ်ကြောက်ခဲနဲ့တဒုံဒုံထုပြီး Goblin Box တွေရဲ့ဦးကောင်းခွန်နောက်စေကိုတိတိကျကျရိုက်ခွဲပစ်လိုက်တယ်စနစ်ရဲ့အတိပေးတန်ကမနာတမ်းမြည်နေတော့တာပဲကျွန်တော် Goblin Box တစ်ဆက်ကောင်တက်ပြီးတဲ့အချိန်မှာ Level Stat အဆင့်မြင့်တင်မှုတစ်ဆက်ချိန်ထက်မကရရှိခဲ့ပြီးကျွန်တော်ခန္ဓာကိုယ်ပြောင်းလဲလာတာကိုအထင်ရှားခံစားရတယ်။ခွန်အားတွေပိုတမ်းမာလာယုံနေမကဘူးအစွမ်းထက်တဲ့စွမ်းရည်အသစ်တွေပါရလာတယ်။အဲ့ဒီအချိန်မှာပဲဟောင်းနှွမ်းနေတဲ့တစ်သားတကားကြီးပွင့်သွားပြီးမှောင်မဲနေတဲ့အခန်းထဲကိုအလင်းရောင်တွေဖြာကျလာတယ်။ဒီမှာဘာတွေဖြစ်နေတာလဲလို့ပြောရင်း Goblin လူကြီးနှစ်ကောင်အခန်းထဲဝင်လာတယ်။သူတို့ထိတ်လန့်သွားတာကကလေးမွေးဖို့တုံးတဲ့အခန်းကအခုတော့ Goblin Box အလောင်းတွေပြန့်ကျဲနေတဲ့လူတေယုံဖြစ်နေလို့ပဲ။သူတို့ကဒါကိုတားဖောက်ကျမတွေရဲ့လက်ချက်လို့ထင်နေတော့ဘေးထောင်ကအသက်ရှင်ကျန်နေတဲ့နှစ်ကောင်ကိုတတိထားမိသွားတယ်။ရက်ဆန်းအဲ့ဒီအတန်ကိုကြားကြချင်းကျွန်တော်ပုံမြင်လှုပ်ရှားပြီးကြောက်ခဲနဲ့ကြမ်းတဲ့ကောင်ကိုထူချလိုက်တယ်။ကြောက်ခဲကခေါင်းကိုထိခါနီးမှာပဲ Goblin လူကြီးတစ်ကောင်ကကျွန်တော်ခြေထောက်ကိုလှမ်းဖမ်းတယ်။ကျွန်တော်ချက်ချင်းလေထဲကိုခုန်တက်ပြီးယုံထွက်လိုက်တယ်ပြီးတော့လေထဲမှာတင်နောက်ထပ်ကြောက်ခဲတစ်လုံးကိုခြေထောက်နဲ့ညှက်ပြီးအဲ့ဒီကောင်ရဲ့ဘယ်ဘက်မျက်လုံးကိုပစ်ပေါက်လိုက်တယ်။အဲ့ဒီကောင်အသက်မသေးသေးတာမြင်လို့အပြက်ရှင်းဖို့သွားတဲ့အချိန်မှာကျန်တဲ့ Goblin လူကြီးကတားဖို့အတွက်ကျွန်တော်စီပြေးအုပ်တယ်။ကျွန်တော်တဲတဆုပ်ကိုကောက်ပြီးသူ့မျက်နှာကိုကျဲပတ်လိုက်တော့သူချက်ချင်းမျက်စိကန်သွားတယ်။ပြီးတော့ကြောက်ခဲတစ်လုံးကအဲ့ဒီ Goblin လူကြီးရဲ့မျက်လုံးတဲ့ကိုအရှိန်နဲ့ထိမှန်သွားတယ်။ကျွန်တော်အသက်ရှင်နေသေးတဲ့ Goblin Box စီပြန်ပြေးသွားပြီးအပြက်ရှင်းခါနီးမှာပဲတစ်ချိန်လုံးငြိမ်နေတဲ့ Goblin မော်ဆရာ Shaman ကဝင်ပါတော့တယ်။မင်းကများတတိရှိလာချီလားသူကသူ့ရဲ့မော်တုံးလုံးကိုဝေးရန်လိုက်တော့မြေကြီးထဲကနေနွေပင်တွေထွက်လာပြီးကျွန်တော်ကိုရစ်ပတ်ကလေထဲမှာဆွဲထားလိုက်တယ်ဒီပင်တွေကဘဲကထွက်လာတာလဲဘာလို့လှုပ်ရှားနေတာလဲဘာလို့ငါ့ကိုရစ်ပတ်ထားတာလဲလို့ကျွန်တော်တွေးနေတော့ Goblin Box လေးကများဒီလောက်မယူရဲဆန်ရရောသလားမင်းရဲ့အမျိုးအနွယ်တွေကိုတက်ပစ်ပြီးငါမျက်လုံးကိုကန်းအောင်လုပ်တဲ့အတွက်ငါမင်းကိုအပြစ်ပေးမယ်အပလင်ရဲ့တုတ်ကုန်းကြီးကကျွန်တော်စီကြလာခါနီးမှာပဲထောက်မှာကြောက်တူးတုံနေတဲ့ F အမေကရုတ်တရက်ရှိကိုပြေးထွက်လာပြီးကျွန်တော်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်ရက်လိုက်စမ်းမင်းကဘာလို့ငါ့ကိုတားတာလဲသူကငါတို့အမျိုးအနွယ်တစ်ဆက်ကောင်ကျော်ကိုတက်ပစ်တာငါဒါကိုစစ်တေနာပတိ Marshall စီကြောင်းကြားပြီးစစ်တေနာပတိကပဲဆုံးဖြတ်လိုက်မယ်မော်ဆီယာကစစ်တေနာပတိအကြောင်းပြောတာကြတော့အဲ့ဒီ Goblin တွေဘလောက်ပဲဒေါသထွက်နေပါစေကျွန်တော်ကိုဘယ်သူမှဆက်မတိုက်ရဲတော့ဘူး
ဘာလို့လဲဆိုတော့စစ်တေနာပတိကဒီဂေါဘလင်ကူရဲ့အကျွမ်းမဲ့အာနာပိုင်ခေါင်းဆောင်မှုလို့ပဲဒါပေမဲ့မကြခင်မှာဂေါဘလင်တကောင်ကကျွန်တော်ကိုပွေထားတဲ့အမေကိုကြည့်ပြီးရုံမာတဲ့အပြုံးနဲ့ပြောတယ်ငါအခုလောလောဆယ်မင်းကိုမထိရပေမဲ့မင်းရဲ့အမေကိုတော့မင်းမျက်စိရှိတင်စော်ကားပြစ်လို့ရတယ်တယောက်ယောက်ကအမေကိုရည်ရွယ်နေတာကိုသိလိုက်ရတဲ့စက္ကန့်မှာပဲကျွန်တော်ရင်ထဲကဒေါသမီတွေထပ်ပြီးတောက်လောင်လာတယ်ကျွန်တော်ချက်ချင်းຫນွယ်ပင်တွေကိုယုံခွဲလိုက်ပြီးအဲ့ဒီဂေါဘလင်စီတူးကတ်သွားကသူ့ရဲ့တိုက်ခိုက်မှုကိုရှောင်ပြီးသူ့လက်မောင်းကိုဆွဲလိန်ကအစ်စ်ဖြုတ်ပစ်လိုက်တယ်အဲ့ဒီဂေါဘလင်ကနာကျင်စွာနဲ့မြေကြီးပေါ်လူးလိန်သွားတယ်မင်းအမင်္ဂလာကောင်လေးကျန်တဲ့ဂေါဘလင်လူကြီးကစက်ကြည့်မနေနိုင်တော့ပဲရှေ့ကိုတက်လာပြီးကြောက်စိန်ကိုမြှောက်ပြီးခုတ်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲဩဇာညောင်းတဲ့အတန်နှိမ့်နှိမ့်တစ်ခုကြောင့်သူ့ချက်ချင်းရက်သွားတယ်တော်တော့စစ်တေနာပတိကြီးကျွန်တော်တို့ကိုကူညီပါဦးဒီကောင်ကမွေးမွေးချင်းတင်ငါတို့အမျိုးနွယ်တွေကိုအများကြီးတက်ပစ်တာသူ့ကိုအသက်ရှင်ခွင့်လုံးဝမပေးသင့်ဘူးမွေးခါစာဂေါဘလင်ပေါက်စ်တစ်ကောင်ကိုရှုံးပြီးတော့မှငါစီလာပြီးတိုင်တန်းဖို့မျက်နှာပြောင်လာချီလာလို့စစ်တေနာပတိကပြောပြီးမော်စရာဘတ်လှည့်လိုက်တယ်မင်းပြောစမ်းမော်ဆရာကရှစ်တက်လာပြီးဖြစ်ကြောင်းကုံစင်ကိုရှင်းပြတယ်အားလုံးကိုကြားပြီးတဲ့နောက်စစ်တေနာပတိရဲ့အကြီးကအမေရှိမှကာကွယ်ပေးထားတဲ့ကျွန်တော်စီကြလာတယ်အဲ့ဒီထက်မြက်တဲ့မျက်လုံးတွေထဲမှာတကယ်ကိုအံ့ဩသွားတဲ့အရေးရောင်တွေဖြစ်ပြေးသွားပြီးချက်ချင်းပြန်ဖုံးကွယ်လိုက်တယ်မင်းကအဲ့ဒီဂေါဘလင်ပေါက်စတွေကိုတတ်လိုက်တဲ့ကောင်လားကျွန်တော်အမေရှိမှခိုင်ခိုင်မာမာရက်နေပြီးဘာမှပြန်မပြောဘူးနည်းနည်းလေးတောင်စိတ်မလျှော့ဘူးကျွန်တော်ခံစားမိတယ်ရှေ့ကဂေါဘလင်ကတကယ်ကိုအစွမ်းထက်တယ်အတိတ်ဘဝကကျွန်တော်ရဲ့အကောင်းဆုံးအချိန်မှတောင်သူ့ကိုတတိထားပြီးရင်ဆိုင်ရမယ့်အစဉ်မျိုးကျွန်တော်ဘာမှမပြောတာကိုမြင်တော့မော်ဆရာကရှစ်တက်လာပြီးစစ်တေနာပတိကြီးဂေါဘလင်ပေါက်စတွေစကားမပြောနိုင်တာတဘာဝပါပဲသူတို့ကလေးဘဝကနေကြီးထွားတဲ့အဆင့်ကိုရောက်မှစကားပြောနိုင်မှာပါလို့ပြောတယ်ဒါဆိုရင်သူစကားပြောနိုင်တဲ့အချိန်ကြမှာဒီကိစ္စကိုရှင်းကြတာပေါ့လို့စစ်တေနာပတိကဆုံးဖြတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကောင်းတဲ့မူးဝေလာပြီးလဲကျသွားတော့တယ်ကံကောင်းတာကအမေရဲ့ပြုစုမှုကြောင့်ခက်မြမြန်တတိပြန်ရလာတယ်အဲ့ဒီနောက်အမေနဲ့ကျွန်တော်ကိုအချုပ်ခန်းတစ်ခုထဲခေါ်သွားတယ်အဲ့ဒီမှာဖမ်းဆီးခံထားရတဲ့မိန်းကလေးအများကြီးရှိပြီးအားလုံးကဂေါဘလင်တွေတားဖောက်ဖို့အတွက်ပရိယာတွေလိုဖြစ်နေကြရတယ်မိန်းကလေးတယောက်ကိုဂေါဘလင်တွေခေါ်သွားတိုင်းဆူဆူဝါဝါနဲ့မျောလင်းချက်မဲ့စွာအော်ဟစ်တန်တွေကိုကြားရတယ်အမေကကျွန်တော်မျက်စိနဲ့နားကိုပိတ်ပေးထားရင်သူ့ကိုယ်တိုင်လည်းကြောက်လန့်တုန်ပြီးငိုနေရှာတယ်ဒါကိုမြင်တော့ကျွန်တော်ကစိုးရိမ်ကြီးနဲ့အမေဘာဖြစ်လို့လဲလို့မေးလိုက်တယ်အနားကဂေါဘလင်တကောင်ကကြားတော့သဘောကျပြီးတဟားဟားရည်တယ်ဘာဖြစ်ရမလဲသူကငါတို့ရဲ့အယုတ်ဖြစ်ရမှာကိုကြောက်နေတာပေါ့ကွာအမေကကြောက်စရာကောင်းတဲ့အတိတ်တွေကိုတတိယသွားပုံနဲ့ကျွန်တော်ကိုဖတ်ထားရကနေလက်ရော့လိုက်ပြီးမျက်လုံးတွေကမှိုင်နေသွားတယ်ကျွန်တော်အမေကောင်းကိုအသားအရတုပ်ပေးလိုက်တော့စိတ်ကူးပြက်ကွက်လူနီးပါးဖြစ်နေတဲ့အမေစိတ်တွေပြန်တည်ငြိမ်လာတယ်အမေမငိုပါနဲ့တန်တကားအပြင်ကဂေါဘလင်ကတော့ဒါကိုကြည့်ပြီးပြောနေတယ်တားကောင်ကကြောက်လေသူကပိုစိတ်လှုပ်ရှားလေပဲအခုလောလောဆယ်တော့ပျော်ထားလိုက်ဦးနောက်ရက်ကျရင်မင်းအမေကငါတို့အားလုံးရဲ့အပိုင်ဖြစ်တော်မှာအဲ့ဒီဂေါဘလင်ထွက်သွားတာကိုကျွန်တော်အေးဆက်ဆက်နဲ့ကြည့်ပြီးသူ့မျက်နှာကိုမှတ်ထားလိုက်တယ်အမေကအဲ့ဒီကောင်ကြောင့်ငိုတာအဲ့ဒီကောင်ကိုတက်ပြည့်ရင်အမေငိုတော့မှမဟုတ်ဘူးဒါကြောင့်ညဘက်ရောက်တော့ဂေါဘလင်တွေကင်းဆောင်တာပေါ်ဆနေတာကိုအခွင့်ကောင်းယူပြီးရိတ်ခုံမလဲစားခြင်း shout out deception စွမ်းရည်ကိုသုံးကအရေးထဲမှာပုံရှိုးပြီးအချုပ်ခန်းထဲကနေအလွယ်တကူထွက်လာခဲ့တယ်ကင်းလက်နေတဲ့ဂေါဘလင်တချို့ကိုတိတ်တဆိတ်အပြက်ရှင်းပြီးတဲ့နောက်နေ့လေကအမေကိုစော်ကားခဲ့တဲ့ Three Grow ဆိုတဲ့ဂေါဘလင်ကိုရှာတွေ့သွားတယ်အဲ့ဒီအချိန်မှာသူကအမျိုးသမီးတစ်ယောက်ကိုစော်ကားဖို့လုပ်နေတာမလုပ်ပါနဲ့ဘသူမဆိုကယ်ကြပါဦးအပိုပဲမင်းလေချောင်းကွဲမတက်အော်လဲဘသူမှလာမှာမဟုတ်ဘူးလို့ပြောပြီးဂရီကရှာတက်ကဆက်လုပ်မဲ့အချိန်မှာပဲဒါလင်းတဲ့တစ်ခုကသူ့လေပင်ကိုဖျက်သွားတယ်သူ့ရဲ့ကာမရမတ်အပြုံးကြီးကမျက်နှာပေါ်မှာတင်ခဲသွားပြီးခေါင်းပြက်ကြီးမြေကြီးပေါ်ကျသွားတော့တယ်အဲ့ဒီအမျိုးသမီးကဘာဖြစ်သွားမှန်းမသိသေးခင်မှာထောက်မှာရက်နေတဲ့ကျွန်တော်ကိုမြင်သွားတယ်သူကကျွန်တော်ကိုဂိုင်းတစ်ခုခုကနေဂေါဘလင်အဖြစ်ရုပ်ဖြတ်ပြီးသတင်းလာနိုင်တဲ့ထိတ်တန်းစုံစားသူ adventure လို့ထင်သွားပုံပဲကျွန်တော်ထွက်သွားတော့မဲ့အချိန်မှာသူကနေပါဦးကျေးဇူးပြုပြီးကျမကိုပါတခါတည်းခေါ်သွားပေးပါလို့လှမ်းပြောတယ်ကျွန်တော်သူ့ကိုဂယုမဆိုင်ပဲထွက်လာခဲ့ပေမဲ့ခဏနေတော့ပြန်လှည့်သွားပြီးသူ့ခါကမြောက်ပင်ဓာမြောင်ကိုဆွဲယူလိုက်တယ်ဒီလက်နက်ကိုကျွန်တော်တော်တော်သဘောကျသွားတယ်မိုးလင်းခါနီးမှာအချုပ်ခန်းထဲတိတ်တဆိတ်ပြန်ဝင်အမေရင်ခွင်ထဲပြန်အိတ်လိုက်တယ်နောက်နေ့မနေ့ကျတော့ဂေါဘလင်အုပ်စုရဲ့အော်ဟစ်တန်ကြောင့်နိုးလာတယ်တန်တကားအပြင်မှာဂေါဘလင်၃ကောင်ရက်နေပြီးပြောဆန်းဂရီကိုတက်လိုက်တာမင်းလားလို့မေးတယ်ကျွန်တော်ထပ်ပြီးအဲ့ဒီအပြင်ကနားကြီးတဲ့ကောင်တွေကိုရှင်းဖို့လုပ်ပေမဲ့အမေကဆွဲထားတယ်မျက်လုံးတစ်ဖက်လက်ဂေါဘလင်ဝါနီကကျွန်တော်သူ့ကိုဂယုမဆိုင်တာမြင်တော့ဒေါသထွက်ပြီးမင်းလိုကောင်းစုပ်လေးကများငါ့ကိုမတိကျူးကျွံပြူရဲတယ်မင်းကလေးဘဝကနေကြော်လွန်တာနဲ့မင်းအမေကိုမင်းအတွက်ညီကိုတွေထပ်မွေးခိုင်းရမယ်လို့អော်တယ်အဲ့ဒီကောင်နားကြီးလွန်းလို့ကျွန်တော်ကြောက်ခဲတေးသေးလေးတစ်လုံးနဲ့လှမ်းပေါက်လိုက်တာသူ့မျက်နှာကွဲလူနီးပါးဖြစ်သွားပြီးသူ့ဒေါသတွေပေါက်ကွဲကုန်တယ်အဲ့ဒီအချိန်မှာမော်ဆရာကဝင်သားတယ်တော်တော့
ဒီကိစ္စကိုစုံစမ်းပြီးမနေ့ကမိလာတဲ့မိန်းကလေးတစ်ယောက်ရဲ့လက်ချက်ပဲမျက်လုံးတစ်ဖက်လက်ကညှင်းဖို့လုပ်ပေမဲ့မော်ဆရာရဲ့စူးစိုက်ကြည့်မှုကြောင့်ငြိမ်သွားရတယ်။ဟာပလင်းတွေထွက်သွားတော့အမေနဲ့ကျွန်တော်ခဏတော့ဘေးကင်းသွားတယ်။အမေဒီမှာမနေချင်တာကိုကျွန်တော်သိတယ်။ဒီကဂေါဘလင်တွေအကုန်တက်ပစ်ပြီးအမေကိုခေါ်သွားမယ်လို့စိတ်ထဲမှာကြိမ်ဆူလိုက်တယ်။ဒါပေမဲ့မမျှော်လင့်တာတစ်ခုကမနက်ခင်းမှာဂေါဘလင်တစ်ကောင်ရောက်လာပြီးအမေကိုလာခေါ်တယ်။ဒါဘာကိုဆိုလိုလဲမင်းသိမှာပါ။ထွက်ခဲ့စမ်းကောင်လေးမင်းလဲလိုက်ခဲ့ပြီးငါတို့မင်းမေကိုဘလို့ကစားမလဲဆိုတာလာကြည့်လဲလို့ပြောတော့ကျန်တဲ့ဂေါဘလင်တွေကတဟားဟားရေကြတယ်ကျွန်တော်ကိုစော်ကားတာဂယုမဆိုင်ပေမဲ့အမေကိုစော်ကားတာတော့လုံးဝခွင့်မလွတ်နိုင်ဘူးကျွန်တော်ရှေ့ကိုပြေးထွက်ဖို့လုပ်တော့အမေကဆွဲထားပြန်တယ်လိမ္မာတယ်ဒီမှာပဲနေပြီးအမေကိုစောင့်နေတော့အမေချက်ချင်းပြန်လာခဲ့မယ်ကျွန်တော်မျက်လုံးအပြူသားနဲ့အမေကိုစော်ကားရဲတဲ့ဂေါဘလင်မှန်သမျှတက်ပစ်ခြင်းစိတ်တွေပြင်းထန်နေတယ်ဒါပေမဲ့မျက်လုံးတစ်ဖက်လက်ကနည်းနည်းမှမကြောက်ဖဲစိတ်ချပါမင်းမေကိုငါတေချာဆောက်ရှောက်ပေးမှမို့စက္ကန့်တိုင်းကိုအရသာခံလိုက်စမ်းလို့ပြောပြီးဂေါဘလင်တကောင်ကအမေကိုလှမ်းဖမ်းဖို့လက်ပြင်လိုက်တယ်။သူ့လက်ကအမေစီရောက်ခါနီးမှာပဲအဲ့ဒီလက်မောင်းကြီးလေထဲလွင့်ထွက်သွားတယ်။ပြီးတော့သူ့လက်ဘေးမှာသွေးကြောင်တစ်ခုပေါ်လာပြီးလဲသေးသွားတော့တယ်။မင်းတို့တွေကဘသူကိုမှငါအမေကိုခေါ်ခွင့်မပြုဘူး။မင်းယူသွားပြီလားနောက်တရစေရမယ်ဂေါဘလင်မော်ဆရာအိုကြီးကကျွန်တော်စီမီမော် Fire Magic နဲ့ပြစ်ဖို့ပြင်တယ်။ဒါပေမဲ့မော်မထွက်ခင်မှာပဲကျွန်တော်သူ့ရှေ့ရောက်သွားပြီးသူ့ခေါင်းကိုမြေကြီးနဲ့စောက်တိုက်ပစ်လိုက်တာစနစ်ရဲ့အတန်မြည်လာတဲ့အထိပဲခုံယူပါသည်ဂေါဘလင်အိုကြီးကိုတက်ဖြတ်ပြီးမီလုံးမော် Fireball စွမ်းရည်ရရှိသည်ဒါကိုမြင်တော့ဂေါဘလင်တွေအကုန်ကြောက်လန့်တုန်လှုပ်ကုန်ကြတယ်ဒါပေမဲ့မျက်လုံးတစ်ဖက်လက်ကတော့စစ်တေနာပတိရဲ့အမိန့်ကိုဖီဆန်ပြီးအမျိုးနွယ်ချင်းချင်းတက်တာဟိဖမ်းကြဒီကောင်စုပ်လေးကိုတက်ပစ်ကျလို့អော်တယ်သူကနိုင်ပြီလို့ထင်နေပေမဲ့ကျွန်တော်ကတော့နည်းနည်းမှမကြောက်ပဲအရေးထဲချက်ချင်းပျောက်ကွယ်သွားတယ်ဂေါဘလင်တွေအလန့်တကြားရှာပေမဲ့ကျွန်တော်အရေးကိုတော့မမြင်ရဘူးအဲ့ဒီနောက်ဓာတ်လင်းတန်းတစ်ခုဖြတ်သွားတိုင်းဂေါဘလင်တစ်ကောင်ရဲ့ခေါင်းပြက်ကျလာတယ်ကျန်တဲ့ဂေါဘလင်တွေရှေ့မတိုးရတော့တဲ့အချိန်မှာစနစ်ကအထူးအသိပေးချက်ထွက်လာတယ်တင်ဤခွန်အားသည်ယခုအဆင့်ဤအမြင့်ဆုံးအတိုင်းတာ max limit တို့ရောက်ရှိသွားပါပြီကျွန်တော်ဆက်သက်နေရင်ကျန်တဲ့အစွမ်းတွေလည်းအမြင့်ဆုံးရောက်ကုန်တယ်ဒါပေမဲ့ကျွန်တော်ရိတ်ခုမလဲစားခြင်းလားကိုတုံးပြီးမျက်လုံးတစ်ဖက်လက်ရဲ့ရှေ့တက်မှာပေါ်လာခဲ့တယ်ကျွန်တော်ဓာတ်နဲ့ထိုးမဲ့အချိန်မှာပဲလူရိပ်မြေတစ်ခုရုတ်တရက်ပေါ်လာပြီးကျွန်တော်ဓာတ်မြောင်ကိုလာကားတယ်မျက်လုံးတစ်ဖက်လက်က Night Rain Night Trail Night Mike ကိုမြင်တော့ကဲတင်ရှင်ကြီးတွေ့တယ်လို့မျိုးပြဖက်ပြီးတခင်ကြီးခမရောက်လာပြီးဒီအလောင်းတွေကိုကြည့်ပါဦးဒီကောင်ကြီးအကုန်တက်ပစ်တာလို့អော်တယ်ဒါပေမဲ့သူစကားမဆုံးခင်မှာပဲကျွန်တော်ဓာတ်မြောင်ကသူ့လက်ပင်စီရောက်သွားပြီအရေးကြီးတဲ့အချိန်မှာပဲငွေရောင်ဓာတ်ဦးကြီးတစ်ခုကလာကားတယ်ငါရှိတင်လူသက်ရဲတယ်ပေါ့သူကဓာတ်ကြီးကိုကြစ်ပါအောင်ဆိုပြီးအားနဲ့လွှဲခုတ်လိုက်တယ်အချိန်ပြင်းတဲ့ခွန်အားတစ်ခုကကျွန်တော်ကိုအထိမှန်သွားပြီးနေရန်ကိုစောင့်ကားလွင့်ထွက်သွားတော့တယ်ကျွန်တော်ထပ်တိုက်ဖို့ပြင်နှုံးအမေကလာကားတယ်တာတော်တော့မင်းသူ့ကိုမနိုင်ဘူးသူကအစစ်မြင့်ဂေါဘလင်မျိုးနွယ်စု High Roller Goblin စစ်တေနာပတိရဲ့ကိုရန်တော်တွေအောက်ကထိတ်တန်းဂေါဘလင်ပဲအစစ်မြင့်မျိုးနွယ်စုကိုတတ်တာကကြီးလေးတဲ့ရာဇဝတ်မှုပဲငါကောင်းကောင်းမွန်မွန်ပြောနေတော့မင်းငါ့ကိုမနိုင်သေးဘူးအဲ့ဒီ F အနာကနေဖဲလိုက်စမ်းလို့နိုင်မိုက်ကပြောလို့မဆုံးခင်မှာပဲကျွန်တော်သူ့နောက်ကျောမှာပေါ်လာပြီးဓာတ်နဲ့ထိုးလိုက်တယ်သူကတီတီငိမ့်ငိမ့်ပဲကာကွယ်လိုက်ရင်မင်းငါ့ကိုမြင်မသက်ရင်မင်းအမေတေးရလိမ့်မယ်လို့ပြောတယ်ဇလန်းလေးကိုသဘောကျနှစ်သက်တယ်ဆိုရင်နောက်ထပ်ဗီဒီယိုအသစ်တွေကိုအမြဲကြည့်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်တော့အားလုံးကိုကျေးဇူးတင်ပါတယ်